ကယ်၍ဒီပုံများပြုတ်ကြမယ်ဆိုလို့ရှိရင်လည်းအမှတ်လျှော့ခံရမှာဖြစ်ပါတယ်။ဆက်မှန်းတမြောက်ကျွန်တော်တို့တောင်ကြီးနဲ့တောင်တိုင်းဖွဲ့ဖွဲ့ပဲလွတ်တင်တဲ့ဒီပုံများပဲဖြစ်ပါတယ်။ဂုံပြူဒီပုံမှာတော့ရွာသွန်းထိုးပါတယ်ခင်ဗျာပရမများလည်းပါတယ်ကဲစိန်နေရွှေနေပရမများတွေကဲတောက်ထားကြအပြန်စရိတ်ဖာအောင်တောက်ထားကြနော်ဟောမင်းနဂါကဟောပြင်ရပြီးတော့အောက်ကြပါပြီခင်ဗျာဟောကျွန်တော်တို့ဒါအမီးတိုးပဲဖြစ်ပါတယ်ကျွန်တော်ပြိုင်ပွဲလွတ်တင်ပါကိုကျွန်တော်တို့ဒါအမီးပေးတာပါခင်ဗျအမီးစံတို့ဂုံပြုတဲ့ကျွန်တော်တို့95နှစ်မြောက်စရနုတပင်ပွဲကိုကျွန်တော်တို့ကျွန်တော်အောက်ကချက်ဒီပွင့်လေးပြချက်ဒီပေါင်းလေးညမမွေးတော့လေကဲအောင်ဆုံးလေးလာပြီပါကွာဒီလေးကြည့်လိုက်တော့ဒီကြည့်လို့ပြင်ပြမှာဆေးရွာမိစာနဲ့ထိုးပြတယ်Hey, ada ada untuk apa? Sampai dulu ni. Okay, cepat ni. Ini yang cepat ya. Jadi. Okay, ayo kami. Kita bagi ledo lah. Ledo bagi kita bagi. Ledo orang nak ledo.
လေးပေးပါခင်ဗျာကျွန်တော်တို့ဒီဟာဆိုလို့ရှိရင်3လလောက်ကျွန်တော်တို့လောက်ကရတဲ့ပြီးပြောရတယ်ကုန်ကြငွေက135သိန်းပဲဖြစ်ပါတယ်135သိန်းကျွန်တော်တို့အစိုးရဌာနကနေပြီးတော့ကျွန်တော်ရန်ကိုထောက်ပံ့ထားရင်ဖြစ်ပါတယ်ရမှာထက်တွက်မယ်ဆိုရင်တော့သိန်း250 300တန်နဲ့ပြီးဖြစ်ပါတယ်အခုစိတ်နှပါသဘောမျိုးလေးတွေအတွဲလေးတွေချပြီးတော့အလှပြရပါတယ်မီနကားတွေဆင်းပြီးမီနကားတွေကျွန်တော်တို့ရှူးတွေနော်ခိုးပြန်နေကြံပြီးပြခိုးရောင်စုံတွေပြဟောပြလွင့်ပြီးပလဲတွေထပ်ပြီးပလဲတွေကဲထပ်ပါပြီဟာလာပြီငိမ့်မာတယ်ခင်ဗျကောင်းကင်ကြီးကလည်းကြီးလင်းနေတော့မိရှုမိပန်းတွေကလည်းတအားငိမ့်ပါတယ်ကောင်းပါတယ်ခင်ဗျလှပါတယ်ခင်ဗျကျွန်တော်တို့မိခိုးမထွက်ဖက်နဲ့ကျွန်တော်တို့ကြီးလင်းစွာကြည့်ရတဲ့မိဆိုရင်တော့အဲ့ဒီမိဆရာကြီးမိဆရာပါပဲခင်ဗျမိခိုးမထွက်ပါဘူးခင်ဗျမိခိုးမထွက်ဖက်နဲ့ကြည်လင်တောက်ပစွာမြင်ရတဲ့မိဆရာလက်ရာအဖြစ်ကမ္ဘောဇဘံကရုရဲ့လက်ရာပဲဖြစ်ပါတယ်။အုပ်ချုပ်သူကတော့ဦးမေအောင်နဲ့ဦးဝင်းနိုင်တို့ဖြစ်ပါတယ်။ဒီနေ့ဦးဝင်းနိုင်တို့လွတ်သွားတာကတော့ကမ္ဘောဇမိက၄လုံးရှိပါတယ်။ကောင်းပါတယ်ခင်ဗျ။ကျွန်တော်တို့ဗတ္တများတွေပဲဗတ္တများတွေကြတဲ့ကြောက်စိမ့်တွေကြပလဲပေါက်တွေဟောဗျာလှတယ်ဗျာတော်တော်လေးကိုလှတယ်ပြီဗျာကဲအတန်းရှင်ဗျာကဲလှတယ်ဗျာလှတယ်ကဲလှတယ်ဗျာကဲဘာရီမဲတဲ့လက်ခောက်တီးဖို့မဲနေလားလက်ခောက်တီးလိုက်ဦးကဲပြပြီကဲစိတ်နေရောရွှေနေရောဗတ္တများတွေရောဟာအောက်မှာပွင့်နေဗျာကဲကြောက်စိမ့်နေရောဗျာအပေါ်မှာကလည်းဗျာညိတ်ကလာတဲ့ပလဲလုံးလေးတွေဗျာပလဲတစ်လုံးရွယ်တစ်လုံးဆိုတာဒီနေ့ပါပဲခင်ဗျာ25ပိတ်တန်ဘုရားတော်တော့တယ်ဗျာပိတ်တာ40ဆိုရင်တော့အောင်မင်းတာဝရင်သာနတ်ပြည်တော်မှာရောက်မလားမသိပါဘူးခင်ဗျာပိတ်တာလည်းအိမ်ပါရကဒီကိုတော့ကျွန်တော်တို့ဒီကိုဒီနာမည်ရကြလာရတဲ့ဒီဘုံမှာပေါ်တော့စိတ်ကြည်နေ
များကြက်နေရင်ဒီမှာစင်ပေါ်မှာလာထိုင်လို့ရတယ်စင်ပေါ်မှာလာထိုင်ပြီးတော့အားပေးကြ စားထိုင်တော့ခောက်ကလေးနဲ့မြောက်စားလိုက်ပါဦးဗျာကဲပထမဆုံးလွတ်တင်နဲ့လာပြီခင်ဗျလာပြီအဲရှစ်ချက်ရှစ်ပင်ကျွန်တော်တို့ပြီးရှုပ်ထားပါတယ်ဗျာကဲသဘောတွေ့ရင်ဖြင့်ဩဘာလက်ခုပ်ကလေးတွေပေးကြပါဦးခင်ဗျာဩဘာလက်ခုပ်လာပြီကျွန်တော်တို့ပေ300လောက်မှကြာမှာပါခင်ဗျာအနေကင်းအောင်စပြီဒါ25ပိတ်တာအလုံးဖြစ်ပါတယ်ခင်ဗျာဒါကကျွန်တော်တို့မိဆရာလက်တင်လေးတွေရဲ့အစံတိုးဖြစ်ပါတယ်ခင်ဗျာရေတကုန်းနေနဲ့ဖြာဝေးနေတဲ့ရှမ်းပြည်ရဲ့အလှလေးတို့ကိုဖော်ကျူးခြင်းပဲဖြစ်ပါတယ်ရေတကုန်းလေးတွေပါမိနခါလဲလာပါပြီကဲရေတကုန်းကတော့ဗျာဒီနေ့မိုးများလို့လားမသိရေတကုန်းကဆက်တိုက်ကိုကြာနေတယ်ဗျာဟောလာပြီခုမှလာတာတကယ်လေးလာပြီစိတ်နေရွှေတွေဗလများတွေကြောက်တံဗလများတွေစိတ်ရွှေရတနာစိတ်ရွှေမြတွေကိုဇဲတောက်ကစားနေတယ်ဘာကခင်ဗျာအပေါ်ကပလဲလုံးလေးတွေဟာဆိုလို့ရှိရင်ကျွန်တော်တို့မြိတ်ကျိုးစုကနေမှာယူထားရင်ဖြစ်ပါတယ်အဲ့ဒါရရင်တစ်လုံးတစ်လေကောက်ပေါ်ကြအတီးကတော့မိုးကုတ်ကလာတာဗျကြောက်စိတ်ကဖားကန်းတာဗျပလဲပန်းလေးတွေနဲ့ဗျာလှမှလှဒီလိုတက်ကနေဆက်ဆက်တင်လာတော့ဒီလိုဖြစ်နေတာ